နာမည်ကရမင်းအေးပါရှင်အင်းစိန်ကနေလာတက်ပါတယ်အရန်ပျော်ပါတယ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲကိုလှုပ်ချင်တဲ့အရာတစ်ခုကိုပေါ့နော်အကောင့်တွေပေါ်လှုပ်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်တင်နှန်းပြီးသွားရင်လည်းကိုယ်တိုင်လည်းစမ်းပြီးလှုပ်ကြည့်မယ်ပေါ့နော်ဒီလိုမျိုးတနိုင်တစ်ပိုင်းလှုပ်ကြည့်မယ်အပြင်ဥမာကိုယ့်ရဲ့ရက်ရွာထဲမှာလည်းအဲ့လိုမျိုးပေါ့နော်အမျိုးသမီးလူထုအတွက်ကိုပြန်ပြီးတော့ sharing ပြန်လုပ်ဖို့အစီအစဉ်ရှိပါတယ်ဒီလိုမျိုးပေါ့နော်အမျိုးသမီးထုအတွက်ကိုအများများလေးပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့ဝင်းကျင်မှာလိုအပ်မဲ့အရာပေါ့ဟိုဥမာစီးပွားရေးအတွက်ပေါ့နော်ချက်ချင်းအကောင့်တွေပေါ်လို့ရတဲ့အရာလေးတွေကိုပို့ပြီးတော့ training လေးတွေပေးပေးပါဦး